မင်္ဂလာပါဒီညမှာတော့လူသူစိတ်ငြိမ်တဲ့ရက်ွက်တစ်ခုကတိုက်ခန်းဟောင်းလေးတစ်ခုစီကိုစိတ်ကူးနဲ့ခရီးထွက်ကြည့်ရအောင်အဲ့ဒီနေရာမှာတင်တယောက်တည်းရှိနေမယ်ပြီးတော့တင့်နောက်မှာမဖိတ်ခေါ်ပဲရောက်နေတဲ့အရာတစ်ခုလည်းရှိနေလိမ့်မယ်ကိုမင်းသူတယောက်တည်းနေထိုင်တဲ့တိုက်ခန်းကမြို့ပြင်ကစိတ်ငြိမ်ရက်ွက်တစ်ခုမှရှိပါတယ်အသက်30ဝန်းကျင်ရုံးဝင်တဲ့တူဖြစ်တဲ့သူဟာလူရှုပ်တာကိုမကြိုက်လို့ဒီနေရာကိုရွေးခဲ့တာပါပထမဆုံးရက်တွေမှာတော့အရာအလုံးကအေးချမ်းလို့နေပါတယ်ဒါပေမဲ့ပြောင်းလာပြီးတပတ်လောက်အကြာညတညမှာတော့ထူးဆန်းတဲ့အရာတစ်ခုစတင်ခဲ့ပါတယ်။အဲဒီညကညသကောင်2 နာရီခွဲခန့်ရှိပါပြီ။ကိုမင်းသူအိပ်ပျော်နေရာကနေရေစာလို့နိုးလာခဲ့တယ်။အခန်းထဲမှာမီးပိတ်ထားလို့အမှောင်ထုကကြီးစိုးနေပါတယ်။သူကတင်ပေါ်ကဆင်းပြီးမီးဖိုချောင်ထဲကိုရှောက်လန်းသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲပထမဆုံးအကြိမ်ဖြစ်သူသတိထားမိလိုက်တာပါ။သူ့အနောက်ကနေအပိုချေတံတစ်ချက်ကပ်ပါလာတာ။ပထမတော့သူကတိုက်ခန်းဟောင်းမှုအတန်မဲ့တင်ထက်တာဒါမှမဟုတ်အဆောက်အဦကျုံတန်လိုပဲတွေးခဲ့ပါတယ်။ဒါပေမဲ့ပဲ့တင်တန်ဆိုတာဘလို့မှမဖြစ်နိုင်တာကိုသူမကြခင်သိလိုက်ရတယ်။ဘာလို့လဲဆိုတော့သူဘယ်ခြေလန်းလိုက်ရင်အနောက်ကနေဖြတ်ဆိုပြီးခြေတန်တစ်ချက်လိုက်လာတယ်။သူညာခြေလန်းလိုက်ရင်လည်းအနောက်ကနေဖြတ်ဆိုပြီးနောက်ထပ်တစ်ချက်တကယ်လို့သူကလန်းနေရင်ချက်ချင်းရက်လိုက်ရင်အနောက်ကခြေတန်ကချက်ချင်းမရက်ပါဘူး။သူရက်ပြီးတစ်စက္ကန့်လောက်နောက်ကျမှချက်ဆိုပြီးအပိုတစ်ချက်ထွက်လာပြီးမှရက်သွားတတ်တာပါငါအလုပ်ပင်ပန်းလို့စိတ်ထင်နေတာဖြစ်မှာပါကလို့ကိုမင်းသူကိုနှစ်သိမ့်ပြီးပြန်အိတ်ခဲ့ပါတယ်ဒါပေမဲ့နောက်ရက်တွေမှာလည်းဒီအခြေအနေကပျောက်မသွားပဲပိုဆိုးလာခဲ့တယ်ရက်ကြာလာတာနဲ့အမျှအဲ့ဒီခြေတန်းကသူ့အနောက်တဲ့နာအထိပိုပြီးနီးကပ်လာသလိုပိုပြီးလေးလံလာသလိုခံစားရတယ်သူရေချိုးခန်းထဲဝင်ရင်ရေချိုးခန်းတကားအပြင်ဘက်တဲ့မှာခြေတန်းကရက်ကြံခဲ့တယ်သူအိပ်ရာပေါ်လဲလိုက်ရင်ကတင်ဘေးနားအထိရောက်လာပြီးမှခြေတံကတိတ်သွားတတ်တယ်။အဆိုးဆုံးကတော့အဲ့ဒီခြေတံရှိနေတဲ့အချိန်တိုင်းမှာအခန်းတွင်းအပူချိန်ကတိတိတတ်တာရောကျသွားပြီးအယိုးထဲအထိစိတ်အောင်အေးဆက်သွားတတ်တာပါပဲ။ပြောင်းလာပြီးနှစ်ပတ်မြောက်ဖြစ်တဲ့တောက်ကြနေညကိုမင်းသူဒီကိစ္စကိုအပြည့်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာတနေကုန်အင်တာနက်ပေါ်မှာသဘာဝလွန်ဖြစ်ရက်တွေအကြောင်းရှာဖွေဖတ်ရှုခဲ့ပြီးကပ်ပါဝိညာဉ်တွေအကြောင်းသိရှိသွားခဲ့တယ်။ဒီလိုအရာတွေကလူရဲ့ကြောက်စိတ်ကိုစားသုံးပြီးတဖြည်းဖြည်းအားကောင်းလာတတ်ကအချိန်တန်ရင်ပူးကပ်ဖို့စ조사တတ်တယ်လို့ဆိုပါတယ်။ညတကောင်ရန်ရောက်ပြန်ပါပြီ။ကိုမင်းသူအိယာကထလာခဲ့တယ်။ဧကန်အလေကိုသူလျှောက်သွားပါတယ်။အမှောင်ထဲမှာသူလျှောက်နေတော့ထုံးစံအတိုင်းနောက်ကခြေတံကကပ်ပါလာတယ်ဖြတ်ကိုမင်းသူစိတ်ကိုတင်းထားပြီးဧကန်အလေရောက်မှအစီအစဉ်တစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူလှည့်မကြည့်ရဲပေမဲ့ဒီနောက်ကအရာကသူ့စိတ်အထင်လားတကယ်ပဲတစ်ခုခုရှိနေတာလားဆိုတာသိချက်အောင်စမ်းသပ်ချင်တာပါသူစိတ်ထဲကနေ1 2 3ရေတွက်ပြီးညာဘက်ခြေထောက်ကိုအရှိကိုလှမ်းလိုက်ပါတယ်ဒါပေမဲ့ကျမ်းပြင်ပေါ်ကိုချမနှင်းပဲလေထဲမှာတင်ချက်ချင်းတောင့်ထားလိုက်ပါတယ်သူ့ခြေထောက်ကလေထဲမှာပဲရှိနေသေးတဲ့အတွက်ကျမ်းပြင်ကိုမထိသေးပါဘူးဘာအတန်မှမထွက်သင့်ပါဘူးဒါပေမဲ့ဖြတ်ဆိုပြီးသူ့အနောက်တဲ့ကျမ်းပြင်ပေါ်ကနေခြေတံတစ်ချက်ထွက်ပေါ်လာခဲ့ပါတယ်မှန်ပါတယ်အဲ့ဒီအမှောင်ထဲကအရာကကိုမင်းသူအမြဲတမ်းလှမ်းနေကြအတိုင်းခြေလမ်းအပြည့်လှမ်းလိုက်မယ်ထင်နဲ့ဇောချပြီးကြိုလန်းလိုက်မိတာပါကိုမင်းသူခန္ဓာကိုယ်တစ်ခုလုံးရေခဲရေနဲ့လောင်းချလိုက်သလိုအေးဆက်သွားပြီးနေရာတင်တောင့်ခဲသွားပါတယ်လှည့်ကြည့်ဖို့တတိလည်းမရှိတော့ပါဘူးအခုချိန်မှာတော့အနောက်ကအရာကတာမန်တည်းမဟုတ်ပဲသူ့ကိုအချိန်ပြည့်စောင့်ကြည့်ပြီးထက်ချက်မကွာလိုက်နေတဲ့ကပ်ပါကောင်ဆိုတာတေချာသွားပါပြီသူလေထဲမှာမြှောက်ထားတဲ့ခြေထောက်ကိုပြန်မချရဲပဲတုံရင်နဲ့ရက်နေတော့သူ့အနောက်ကနေအဝစ်စချင်းပို့တိုက်တန်လိုအတန်တစ်ချက်ကြားလိုက်ရပြီးအေးဆက်အသက်ရှူတန်ပြင်းပြင်းတစ်ခုကသူ့လေပင်စီကိုဓာတ်ရိုက်ခတ်လာပါတယ်အဲ့ဒီအရာကသူ့အနောက်မှာရက်နေတာမဟုတ်တော့ပါဘူးသူ့ကြောပြင်နဲ့တသားတည်းဖြစ်အောင်ကတ်နေခဲ့တာပါပြီးတော့သူ့ပခုံးပေါ်ကိုအယိုးငေါငေါနဲ့လက်ချောင်းအေးဆက်တွေကျလာပြီးနရွက်နားလေးတင်ကပ်ပြီးတိုးလေးကပ်ပြောလိုက်ပါတယ်မိသွားပြီနောက်ရက်မနက်ခင်းမှာတော့ကိုမင်းသူကိုဘယ်သူမှမတွေ့ရတော့ပါဘူးတိုက်ခန်းလေးကတော့ပုံမှန်အတိုင်းတိတ်ဆိတ်လို့နေသေးပါဒါပေမဲ့တင်ဒီဇလန်းကိုနားထောင်ပြီးလို့အိယာဝင်ဖို့ထားတဲ့အခါတေချာသတိထားကြည့်ပါတင်လှမ်းလိုက်တဲ့ခြေလန်းတိုင်းရဲ့အနောက်မှာအပိုးခြေတန်းတစ်ချက်ကပ်ပါလာသလားဆိုတာကိုပေါ့